အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ဒီနေ့အထိဆိုရင်တိုးတက်နေတော့သူဆိုတဲ့နှုတ်ကပတ်တော် series ကိုကျွန်တော်တို့တွေဝင်ကလာတာဒီနေ့ဆိုရင်နောက်ဆုံးအပိုင်းကိုရောက်သွားပြီဖြစ်ပါတယ်ပထမပိုင်းမှာတိုးတက်ခြင်းဘာကြောင့်အရေးကြီးသလဲပြီးတဲ့အခါကျွန်တော်တို့တိုးတက်ဖို့ဘာတွေလုပ်ရမလဲပြီးတဲ့အခါကျွန်တော်တို့တိုးတက်မှုကိုနောက်ဆက်တဲ့အရာတွေကဘာတွေလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့တွေတောက်လျှောက်လေ့လာခဲ့တယ်ဆိုတော့ဆရာအနေနဲ့မျှော်လင့်ပါတယ်ဒီလေးပတ်အတွင်းမှာမိတ်ဆွေရဲ့တက်တာထဲမှာတိုးတက်မှုတွေအများကြီးရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အာမင်ဒီကနေ့ညမှာတော့ကျွန်တော်ဒီလိုတိုးတက်ရခြင်းရဲ့အကျိုးကျေးဇူးနဲ့ဒီလိုတိုးတက်ရခြင်းရဲ့ရည်ရွယ်ချက်အမှန်ကိုကျွန်တော်တို့တွေပြန်ပြီးတော့ပြောမှာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့တော့နောက်ဆုံးဖြစ်တယ်သူပဲကောင်းကြီးခံစားမှာပဲဖြစ်ပါတယ်အာမင်ဟုတ်ပြီကျွန်တော်တို့တွေတိုးတက်တယ်ဟုတ်ပြီမင်းတိုးတက်တာဘာအကျိုးရှိတယ်လဲဒါမေကွန်ပထမတစ်ခုဖြစ်တယ်နောက်တစ်ခုကကြတော့မင်းတိုးတက်တဲ့ဘာကြောင့်တိုးတက်ချင်တာလဲနော်ဆိုတော့ရည်ရွယ်ချက်ရှိဖွင့်တယ်လို့ရတယ်ကျွန်တော်ရဲ့အသက်တာထဲမှာဘာပဲလုပ်လို့ရည်ရွယ်ချက်ရှိလုပ်ဖို့လိုအပ်တယ်ရည်ရွယ်ချက်မရှိဘဲနဲ့လုပ်နေတဲ့အရာတွေအားလုံးကကြုံရကြပန်းဖြစ်တယ်ဆိုတော့ရည်ရွယ်ချက်ရှိလုပ်နေတဲ့သူတယောက်ဒီလက်ရှိအခြေအနေမှာဘလောက်ပဲခက်ခဲပြင်ပန်းပါစေသူ့မှာဖြစ်ချင်တဲ့ရည်ရွယ်ချက်တစ်ခုရှိတဲ့အတွက်ကြောင့်မလို့ခက်ခဲပြင်ပန်းတဲ့အရာထက်သူရည်ရွယ်မျှော်လင့်ထားတဲ့အရာကိုပြည့်စုံအောင်သူကရဲလုပ်နိုင်တာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကတိုးတက်မှုလို့ပြောတဲ့အခါကျရင်အဲ့ဒီဘာကြောင့်တိုးတက်ချင်တာလဲဆိုတော့တိကျတဲ့ရည်ရွယ်ချက်ရှိဖွင့်အတွက်လိုအပ်တယ်လို့အဲ့ဒီတိုးတက်တဲ့အခါအကျိုးကျေးဇူးကိုလေတိကျသိဖွင့်အတွက်လိုအပ်ပါတယ်တိုးတက်ရင်တော့အကျိုးရှိတယ်ဆိုတော့လူတိုင်းသိတာပေါ့ဒါပေမဲ့ဘာအကျိုးကျေးဇူးလဲဆိုတော့ကိုလေကျွန်တော်တို့ကတိကျသိဖို့လိုအပ်တယ်လို့ဘာရည်ရွယ်ချက်ရှိရဘာရည်ရွယ်ချက်နဲ့တိုးတက်ချင်တာလဲဆိုတာတွေကိုလေတိကျသိဖို့လိုအပ်ပါတယ်အဲ့တော့ဒီထဲမှာဆရာအနေနဲ့နှုတ်ကပတ်တော်ထဲမှာဖယားခင်ကရွေးချယ်အသုံးပြုတဲ့ပုဂ္ဂိုလ်တယောက်ကိုအခြေခံပြီးတော့သူ့ရဲ့တိုးတက်မှုကိုအခြေခံပြီးဒီနေ့ကျွန်တော်ဝင်ကခွန်အားယူသွားကြမှာပဲဖြစ်ပါတယ်သူကတော့ဒါဝိမင်းကြီးဖြစ်ပါတယ်ဣတိလလူမျိုးရဲ့အလုတ်ထဲမှာအညံ့ဆုံးကတိုးချောင်းသားဖြစ်တယ်အဲ့တော့တိုးချောင်းသားဆိုတာလုံးဝအောက်ခြေလူတန်းစားတွေလောက်ရတဲ့အလုတ်ဖြစ်တယ်နော်ဆိုတော့တိုးချောင်းသားကနေပြီးတော့မှဘုံကြီးတဲ့ရှင်ဘရင်အဖြစ်နဲ့နော်ချီးမြှောက်ခြင်းခံရတဲ့ပုဂ္ဂိုလ်နော်ကျင်းမြောင်းသောအရက်ကနေပြီးတော့ကျေဝန်းသောအရက်ကိုပို့ဆောင်ခြင်းခံရတဲ့သူနော်တမိုင်းမှာအင်မတန်ကြီးကျယ်ခမ်းနားတဲ့ပုဂ္ဂိုလ်ဖြစ်လာတာဘာကြောင့်လဲဆိုရင်သူ့ရဲ့အသက်တာထဲမှာနေ့စဉ်တိုးတက်မှုကြောင့်ဖြစ်ပါတယ်အဲ့တော့သူ့ရဲ့တိုးတက်မှုအဆင့်30ကိုကျမ်းစာကမှတ်တမ်းတင်ချက်အရကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပထမအဆင့်ကတရားအခန်းကြီး16အခန်းငယ်9ကနေ73တိကြီးတဲ့အခါဣတိလလူမျိုးတွေတင်မြောက်ရွေးချယ်ထားတဲ့ရှင်ဘင်တစ်ပါးရှိခဲ့တယ်အဲ့ဒီရှင်ဘင်ကဘာတူလဲဆိုရင်ရှောလူဖြစ်ပါတယ်ရှောလူဒီဖျားစကားနားမထောင်တဲ့ကြောင့်ဖျားကပေပြီးတော့သူ့ရဲ့စိတ်နှလုံးနဲ့တွေ့တဲ့ဒါဝိဒ်ကိုဗိတ်သိက်ပေးဖို့ရွေးချယ်ခဲ့ပါတယ်အဲ့လိုရွေးချယ်တဲ့နေရာမှာရှမွေလကနေပြီးတော့ယေရှဲရဲ့အိမ်ကိုတွားပြီးတော့ဖျားခိုင်းတဲ့အတိုင်းဗိတ်သိက်ပေးဖို့လာတယ်လို့တွေ့ရတယ်လာတဲ့အခါမှာယေရှဲမှာသား၈ယောက်ရှိတယ်သား၈ယောက်ထဲက9ယောက်ဒီတကယ်ရုပ်ရည်အဖြစ်တော်၎င်းလူတွေရဲ့ရှေ့မှာတင့်တယ်တဲ့သူတွေဖြစ်တယ်ခိုင်ခန့်တဲ့သူတွေရေးစွမ်းတတ်သိရှိတဲ့သူတွေဥပဒေရုပ်ကောင်းတဲ့သူတွေဖြစ်တယ်အဲ့တော့ဒါဝိဒ်ကတော့သူတို့ရဲ့မိသားစုထဲမှာအမေရော့ခံတယောက်ဖြစ်ပါတယ်ဒါအငယ်ဆုံးလည်းဖြစ်တယ်နော်ဆိုတော့ဖယားခင်ကနေပြီးတော့ဖယားခင်ရဲ့လူကရှင်ဘုရင်ဖြစ်ဗိတ်သိက်ချင်းပေးဖွင့်အတွက်လာတဲ့အခါမှာဒါဝိဒ်ကိုတော့မခေါ်ထားဘူးဖြစ်တယ်ဒါပေမဲ့လူတွေကမေ့လျော့ထားပေမဲ့ဖယားခင်ကတော့ဒါဝိဒ်ကိုတိတယ်ဒါကြောင့်မလို့ဖယားခင်ကဒါဝိဒ်ကိုပဲဗိတ်သိက်ခိုင်းခဲ့တာပဲဖြစ်ပါတယ်ဆိုတော့မိသားစုထဲမှာပထမအဦးဆုံးအနေနဲ့သူ့ကိုဗိတ်သိက်ချင်းခံခဲ့ရတယ်ဒုတိယတနေရာကဘယ်မှာလဲဆိုရင်နှစ်ရာအခန်းကြီးနဲ့အခန်းငယ်၄မှာရောက်လာတဲ့အခါမှာယူဒလူတွေကနေပြီးတော့မှဘသူဒါဝိဒ်မင်းကိုဗိတ်သိက်တာအဲ့ဒါတော့ယူဒလူတွေကိုအုပ်ချုပ်ပွင့်အတွက်ယူဒလူအကြီးကဲတွေကလာပြီးတော့ဒါဝိဒ်ကိုဗိတ်သိက်ပေးတယ်နော်တတိယတနေရာကဘယ်မှာလဲဆိုရင်ကျွန်တော်တို့ဣတိလလူမျိုးတွေကလာပြီးတော့မှဗိတ်သိက်ပေးတဲ့အဆင့်ဖြစ်တယ်ဆိုတော့အဆင့်3ဆင့်ရှိတယ်ပထမမိသားစုထဲမှာဗိတ်သိက်တယ်ဒုတိယယူဒလူတွေထဲမှာဗိတ်သိက်တယ်နောက်တတိယဆင့်နဲ့ဣတိလရှင်ဘုရင်နဲ့ဗိတ်သိက်တယ်အဲ့ဒီဗိတ်သိက်ခြင်းအဆင့်3ဆင့်လိုပဲဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာတိုးတက်မှုတွေကြုံလာတဲ့အခါဒီဗိတ်သိက်ခြင်းရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့မှလေ့လာသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်ပထမတစ်ချက်ဖြစ်တဲ့မိသားစုထဲမှာဗိတ်သိက်ခြင်းရာကိုကျွန်တော်လေ့လာသွားမယ်တရားအခန်းကြီး16အခန်းငယ်73ကနေ79ဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့73ကိုဖတ်ပါမယ်ရှမွေလသည်စီဘူးကိုယူ၍သူ၏ညီအကူစုထဲမှာသူ့ကိုဗိတ်သိက်ပေးလေ၏ထိုနေ့မှစ၍ဘုရားခင်ဝိညာဉ်တော်သည်ဒါဝိဒ်အပေါ်မှာတက်ရောက်လေ၏ရှမွေလသည်ထ၍ယာမမြို့သို့ပြန်သွား၏အဲ့တော့
ပထမဆုံးသူ့ကိုဗိတ်တိတ်တာကညီအကိုစုထဲမှာမိသားစုထဲမှာသူ့ကိုဗိတ်တိတ်လိုက်တယ်မိသားစုထဲမှာဗိတ်တိတ်လိုက်တဲ့နေ့ကနေစပြီးသူကဘာဖြစ်လာလဲဆိုရင်သူ့အကိုတွေကိုသမင်းကြိုက်သွားပို့ပေးရင်းနဲ့ဂေါလျက်နဲ့တိုက်ဖို့ဖြစ်လာတယ်နောက်ဆုံးဘလောက်တောင်မှသူကကြော်ကြားလာလဲဆိုရင်ရှင်ဘရင်ရှောလူကတောင်မှသူ့ကိုမနာလိုဖြစ်ရတဲ့အထိသူ့ရဲ့တိုးတက်မှုတွေကိုမြင်တွေ့ရတာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ပထမအဆုံးကျွန်တော်တို့ရဲ့တိုးတက်ခြင်းဒီကျွန်တော်တို့ကိုအကျိုးပေးတာပဲဖြစ်ပါတယ်ကိုကိုအကျိုးပေးတယ်သူကမျက်နှာตาရလာတယ်လူတွေရှေ့မှာထင်ပေါ်လာတယ်ကြော်ကြားလာတယ်အောင်မြင်လာတယ်တိုးတက်လာတယ်ဆိုတော့ကျွန်တော်ရဲ့တိုးတက်မှုကိုပထမအဆုံးအကျိုးခံစားရမယ့်သူကဘာလို့လဲဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ဖြစ်တယ်ပြီးတဲ့အခါနောက်တစ်ဆင့်ကတော့မိသားစုဖြစ်ပါတယ်အဲ့ဒါပထမအဆင့်ဖြစ်တယ်ဒါကြောင့်တင်တိုးတက်လာရင်တော့အတင်အကျိုးရှိကိုရှိမယ်အဲ့ဒါကိုကျွန်တော်တို့သိဖို့အတွက်လိုအပ်တာပဲဖြစ်ပါတယ်နောက်ဒုတိယတစ်ဆင့်ကကြတော့ဘယ်နေရာမှာလဲဆိုရင်ယူဒလူတွေကလာပြီးတော့မှဗိတ်တိတ်တာဖြစ်တယ်ဆိုတော့ဒီမှာကြည့်ယူဒလူတွေကသူ့ကိုလာဗိတ်တိတ်တယ်အဲ့ဒါကတော့200ခန်းကြီးလေအခန်းငယ်1မှာဖြစ်တယ်တပန်ယူဒလူတို့ဒီလာ၍ဗိတ်တိတ်ပေးသဖြင့်ဒါဝိဒ်ကိုယူဒဘုရင်အရာ၌ချီးမြှောက်လေ၏ဆိုတော့ကျွန်တော်တို့ကတိုးတက်လာပြီဆိုရင်ပထမအဆုံးကိုအကျိုးရှိတယ်ဒုတိယမိသားစုအကျိုးရှိတယ်တတိယမိမိရဲ့လူမျိုးအကျိုးရှိတယ်နော်ဆိုတော့ယူဒဣတိလလူမျိုး12မျိုးထဲမှာယူဒအမျိုးဆိုတာတစ်မျိုးတည်းပဲရှိသေးတယ်နော်ယူဒအမျိုးဆိုတာဒီဒါဝိဒ်စင်တက်တဲ့အမျိုးနယ်ပေါ့နော်သူ့ရဲ့လူမျိုးအဲ့တော့အခုဒီမှာကြည့်နေတဲ့ညီကိုမောင်မများဒီလည်းပဲတင်တိုးတက်လာပြီဆိုရင်တင်အကျိုးရှိမယ်တင်မိသားစုအကျိုးရှိမယ်ပြီးရင်ဘယ်သူတွေအကျိုးရှိမယ်တင်ရဲ့လူမျိုးတွေအကျိုးရှိမှာပဲဖြစ်ပါတယ်တိုးတက်မှုရှိလာရင်တင်းရဲ့လူမျိုးတွေအားကိုးရတဲ့သူဖြစ်လာမှာပဲဖြစ်ပါတယ်အခုဥပမာနဲ့ကျွန်တော်တို့ထင်တာမြင်တာရှိအောင်ပြောပြမယ်ဆိုရင်ကျွန်တော်တို့ချင်းပြည်နယ်မှာရှိတဲ့နော်ဒေါက်တာဆာဆာဆိုတာချင်းလူမျိုးတွေရဲ့အသေးဆွဲဖြစ်တယ်ချင်းလူမျိုးတွေအားကိုးအားထားရတဲ့သူဖြစ်တယ်နော်ဆိုတော့သူ့ရဲ့တိုးတက်မှုဒီချင်းလူမျိုးတစ်မျိုးလုံးရဲ့ဘာဖြစ်လဲတိုးတက်မှုဖြစ်လာတယ်သူတို့အားကိုးရတယ်အားထားရလာတယ်ဟုတ်တယ်မလားအဲ့တော့အဲ့လိုပဲကျွန်တော်တို့လူမျိုးတစ်မျိုးတိုးတက်လာတဲ့လူတစ်ယောက်တိုးတက်လာတဲ့အခါလူမျိုးတစ်မျိုးလုံးကိုဘာလို့လဲတိုးတက်အောင်လှုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်ဒီလိုပဲတင်းရဲ့တိုးတက်မှုတွေတင်းရဲ့ပတ်ဝန်းကျင်ကိုအကျိုးရှိစေတယ်တင်းရဲ့အသင်းတော်ကိုလည်းအကျိုးရှိစေတာပဲဖြစ်ပါတယ်နော်ဒါကြောင့်မလို့ဒီနေ့ညီကိုမောင်မများအားလုံးရဲ့အသက်တာထဲမှာအဲ့ဒီအဆင့်ကိုကျွန်တော်နားလည်ဖို့လိုအပ်တယ်နောက်တစ်သက်အဆင့်ကတော့ဗာလဲဆိုရင်ကျွန်တော်200ခန်းကြီးနဲ့အခန်းငယ်9မှာဂိလတ်ပြည်အာရှာအမျိုးသားများယေဇေလမြို့သားများဣဖရင်ခရိုင်ဗင်ဂျာမင်ခရိုင်အစရှိသောဣတီလနိုင်ငံလုံးကိုအစိုးရသောရှင်ဘုရင်ရာ၌ချီးမြှောက်လေ၏တတိယအဆင့်ကကြတော့ဘယ်ကိုရောက်သွားပြီလဲဆိုရင်ဣတီလတနိုင်ငံလုံးကိုအုပ်ချုပ်ဖို့ဆိုတဲ့နေရာထိရောက်လာပြီတိုင်းပြည်နော်တိုင်းတိပြည်တိတိုင်းပြည်တစ်ပြည်လုံးကိုကြော်စောတဲ့သူဖြစ်လာပြီကျွန်တော်ရဲ့တိုးတက်မှုကအဲ့လိုတစ်ဆင့်ပြီးတစ်ဆင့်တက်တာပဲဖြစ်ပါတယ်နောက်ဆုံးမှာလုံးဝကျွန်တော်တိုင်းနိုင်ငံကိုမောက်လာနိုင်တဲ့သူတိုင်းနိုင်ငံကိုပြောင်းလဲစေနိုင်တဲ့သူတိုင်းနိုင်ငံကိုအကျိုးရှိတဲ့သူဖြစ်လာမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လူတစ်ယောက်ရဲ့စူးစမ်းခြင်းအပြင်တိုင်းပြည်တစ်ပြည်လုံးကိုကဘာကြုံအောင်လုပ်နိုင်လားလုပ်နိုင်ပါတယ်เนาะကျွန်တော်မြန်မာနိုင်ငံမှာအခုဆိုရင်ဗာလဲကျွန်တော်ကချင်ပြည်နယ်ဘက်ကနေပြီးတော့အောင်လအန်ဆိုင်เนาะဆိုတော့သူကကဘာပေါ်မှာလုံးဝကဘာချန်ပီယံကဘာနှစ်ခုရှိတယ်ဆိုတော့အခါဘာဖြစ်လဲဆိုရင်ကျွန်တော်မြန်မာဆိုတဲ့အရာကိုကဘာကိုပြနိုင်တဲ့အထိဖြစ်လာတယ်ဒီလိုပဲဒီကနေ့တင်းရဲ့တိုးတက်မှုတစ်ဆင့်ပြီးတစ်ဆင့်တိုးတက်လာတဲ့အခါတင်းဒီတိုင်းပြည်ကိုပြောင်းလဲစေတဲ့သူဖြစ်လာမှာပဲဖြစ်ပါတယ်ဒါတွေမကဘူးကျွန်တော်ဆရာကြီးရွတ်တန်ကသူ့ရဲ့တယောက်တည်းဝิญဉ်ရဲ့တိုးတက်ခြင်းအပြင်ကျွန်တော်မြန်မာနိုင်ငံတနိုင်ငံလုံးကိုကျွန်တော်ခရစ်ယာန်ဖြစ်လာအောင်မြန်မာနိုင်ငံမှာရှိတဲ့မြန်မာလူမျိုးတွေခရစ်တော်ကိုတည်လာအောင်လှုပ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်နော်ဒီလိုပဲပေါလုတယောက်ရဲ့တိုးတက်မှုဝิญဉ်ရဲ့တိုးတက်မှုအပြင်တိုင်းတစ်ပါးအမျိုးသားတွေခရစ်တော်ကိုတည်ဖွင့်ရအကြောင်းဖြစ်လာတယ်ကျွန်တော်ရဲ့တက်တာထဲမှာလည်းဒီလိုတိုးတက်မှုတွေဟာကြီးမားတဲ့ပြောင်းလဲမှုတွေကိုလှုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်ဒါကြောင့်နောက်ဆုံးတစ်ခုဒါဝိဒ်ရဲ့ပြောင်းလဲမှုတစ်ခုကြံသေးတယ်အဲ့တော့အဲ့ဒါကဘာလဲဆိုရင်ဒါဝိဒ်ကသူတည်သွားပေမဲ့နာမည်မတည်ဘူးသူတည်သွားပေမဲ့သူ့ရဲ့ယာဇပလင်မတည်ဘူးအဲ့ဒါကနောက်ဆုံးအချက်ဖြစ်တယ်အဲ့ဒီနောက်ဆုံးအချက်ကတော့ရှင်လုကာခရစ်ဝင်အခန်းကြီး1အခန်းငယ်32မှာဒီလိုရေးထားတယ်ထိုသားဒီကကြီးမြတ်သောသူဖြစ်လိမ့်မည်အမြင့်ဆုံးသောဖခင်၏သားတော်ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်သူ၏အဘဒါဝိဒ်၏ယာဇပလင်ကိုထာဝရဘုရားသည်သူ့အားပေးတော်မူမည်အာမင်အဲ့တော့
ဒါဝိမင်းကြီးရဲ့တိုးတက်ခြင်းနောက်ဆုံးအဆင့်ကဘာလဲဆိုရင်ဒါဝိမင်းကြီးရဲ့ယာဇပလင်မှာယေရှုခရစ်တော်ထိုင်မယ်လို့ပြောတယ်အာမင်ဟာလေလုယာအဲ့တော့ကျွန်တော်တို့ရဲ့တိုးတက်မှုနောက်ဆုံးအဆင့်ဒီကျွန်တော်တို့ရဲ့ယာဇပလင်တည်ဟူသောနှလုံးသားထဲမှာယေရှုခရစ်တော်ထိုင်ပြီးအုပ်စိုးဖွင့်အတွက်ဖြစ်ပါတယ်အာမင်တနည်းအားဖြင့်ပြောရင်ဖခင်ရဲ့ဘုန်းတော်ထင်ရှားဖွင့်အတွက်လောကမှာနေတဲ့အခါမှာလူတိုင်းရဲ့နှလုံးသားပလင်ထဲမှာယေရှုခရစ်တော်ထိုင်သွားဖွင့်အတွက်ကျွန်တော်တို့လှုပ်ဆောင်ဖွင့်အတွက်တာဝန်ရှိတယ်အဲ့လိုလှုပ်ဆောင်နိုင်ဖွင့်အတွက်ကကျွန်တော်တို့မတိုးတက်လို့မရဘူးဒီတိုင်းပဲနေလို့မရဘူးဒါကြောင့်အဆင့်၄ဆင့်ရှိမယ်ပထမအဆင့်ဒီညီကိုတွေရဲ့အထဲထဲမှာဗိတ်သိက်ချင်းရတယ်နောက်ဒုတိယတစ်ဆင့်ဒီယူဒလူရဲ့အထဲမှာဗိတ်သိက်ချင်းရတယ်တတိယတစ်ဆင့်ဒီဣတိလရှင်ဘေးညာမှာဗိတ်သိက်ချင်းရပြီးတော့နောက်ဆုံးအဆင့်ဒီယေရှုခရစ်တော်သူ့ရဲ့ပလင်မှာထိုင်လာတဲ့အဆင့်ကိုရောက်လာတယ်ဒီလိုပဲတင်းရဲ့တက်တာထဲမှာတိုးတက်မှုရောက်လာတဲ့အခါပထမအကျိုးရှိမှာကတင်းကိုယ်တိုင်ဖြစ်တယ်တင်းရဲ့မိသားစုဖြစ်တယ်တင်းရဲ့အသင်းတော်ဖြစ်တယ်တင်းရဲ့အတိုင်းဝိုင်းဖြစ်တယ်နောက်ဒုတိယအကျိုးရှိမှာကတင်းရဲ့လူမျိုးနွယ်စုတွေဖြစ်တယ်တင်းရဲ့လူမျိုးတွေဖြစ်ပါတယ်နောက်တစ်ဆင့်ကကြတော့ဗာလဲတင်းရဲ့နိုင်ငံဖြစ်ပါတယ်အာမင်တင်းရဲ့နိုင်ငံဖြစ်တယ်ပြီးနိုင်ငံသားပကပဲနဲ့ကဘာအရက်ကိုကျွန်တော်ကသွားနိုင်တဲ့သူဖြစ်လာမယ်ဒါဝိမင်းကြီးရဲ့နောက်ဆုံးတိုးတက်မှုအဆင့်ကဗာလဲဆိုရင်ယေရှုခရစ်တော်သူ့ရဲ့ယာဇပလင်ပေါ်မှာထိုင်တဲ့အဆင့်ဖြစ်ပါတယ်ဒါကဒီကနေ့ကျွန်တော်ယုံကြည်သူတွေရဲ့နောက်ဆုံးတိုးတက်ရမယ့်စံချိန်အဆင့်ဖြစ်ပါတယ်ယေရှုခရစ်တော်ဒီကျွန်တော်ရဲ့နှလုံးသားပလင်မှာထိုင်တည်တာမကပဲနဲ့လူတိုင်းရဲ့နှလုံးသားထဲမှာသူဒီနေရာယူပြီးထိုင်လာဖို့ရန်အတွက်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့တက်တာထဲမှာတင်ကကဘာပတ်ပြီးတရားဟောမယ်တိုင်းနိုင်ငံကိုနိုးထားမှုလုပ်မယ်မိမိရဲ့လူမျိုးတွေကိုနိုးထားမှုလုပ်မယ်မိမိရဲ့ရက်ရွာတွေကိုဖြုံဖြူတိုးတက်အောင်လုပ်မယ်ဖခင်နဲ့မိတ်ဆက်ပေးမယ်ဆိုတဲ့ကြီးမားတဲ့ယူပါယုံတွေကြီးမြတ်သောသူတွေဆိုတာနေ့ချင်းညချင်းဒီလိုဖြစ်လာတာမျိုးမဟုတ်ပါဘူးတခဏချင်းဖြစ်လာတာမဟုတ်ပါဘူးယေရှုခရစ်တော်ကငြိမ်ရွယ်တဲ့အစဉ်ကနေစပြီးတော့အစဉ်တိုင်းကြီးထွား၍ပညာတိုးပွားတယ်ဖျားရှိလူရှိမှာမျက်နှာตาရတယ်နှစ်ပေါင်း30ပြည့်တဲ့အထိမိမိရဲ့မိခင်အိမ်မှာနေပြီးတော့မှမိသားစုကိစ္စကိုသူကောင်းတာဝန်ကျေပွန်ပြီးလှုပ်ဆောင်တယ်အနှစ်30ရောက်လာတဲ့အခါမှာတပည့်တော်အယောက်12ယောက်ကိုမွေးထုတ်တယ်မွေးထုတ်ပြီးတဲ့အခါမှာကောင်းကင်နိုင်ငံတက်သွားတဲ့အခါမှာလဲတပည့်တော်တွေကိုယေရုရှလင်မြို့ယူဒပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်တွားပါဆိုပြီးတော့တပည့်တော်တွေကိုလည်းအဆင့်သူကတွားခိုင်းတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့တက်တာထဲမှာလည်းပဲကြီးမြတ်တဲ့သူအောင်မြင်တဲ့သူကောင်းစားတဲ့သူတိုးတက်နေတဲ့အသက်တာဆိုတာနေ့ချင်းညချင်းဖြစ်လာတာမျိုးမဟုတ်ပါဘူးနေ့တိုင်းကျွန်တော်ရဲ့အသက်ရှင်မှုမှာတိုးတက်နေသလားဆိုတော့ကိုစမ်းစစ်နေတဲ့သူဖြစ်ဖို့လိုအပ်ပါတယ်ဒါကြောင့်ဆရာအနေနဲ့ခွန်အားပေးချင်ပါတယ်ဒီလမှာကျွန်တော်ဘာတွေတိုးတက်တယ်လဲတစ်လတော့ကုန်သွားပြီဒီနေ့တစ်နှစ်ကုန်သွားပြီငါဘာတွေတိုးတက်တယ်လဲအမြဲတမ်းစမ်းစစ်ပြီးတော့မှမိမိရဲ့တိုးတက်မှုကိုရှာဖွေပြီးတော့ဖခင်ရဲ့ဘုန်းတော်ထင်ရှားတဲ့စေတဲ့သူဖြစ်ဖို့အတွက်အရေးကြီးတာပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်လူငယ်တွေဟာအနာဂတ်ရဲ့ခြေပွင့်တွေဖြစ်တယ်အနာဂတ်ရဲ့ခေါင်းဆောင်တွေဖြစ်တယ်အနာဂတ်မှာဖခင်ရဲ့ကြီးမားတဲ့နှုတ်ထားမှုကိုတည်ဆောင်မဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့မိမိကိုအမြဲတမ်းတိုးတက်နေတဲ့သူတယောက်ဖြစ်အောင်နှုတ်ကပတ်တော်နဲ့ညီတက်ဆင်ပြင်ဆင်ပြီးတော့အသက်ရှင်ပါလို့ဆရာအနေနဲ့ခွန်အားပေးချင်တာပဲဖြစ်ပါတယ်အားလုံးပေါ်မှာဖခင်ကောင်းချီးပေးပါစေ